မရီဒါလီကတော့မြန်မာငွေကျပ်သိန်းပေါင်း21,000ကျော်ရှိရဲ့လက်ကောက်လေးပါရှာပါပြီးကြောက်ရကြောက်တာလာတဲ့အတွက်ကြောင့်မလို့ဘလူးကိုဝေလာရပေါ့နော်ပဲကြီးကြီးချွန်လောက်ကလေးကမြန်မာငွေသိန်းပေါင်း12,000ကျော်ရှိပါတယ်တကယ်အရင်လာရပေါ့နော်ကြီးလေးကြီးရဲ့ဒီလာတရုတ်ပြည်ကိုမင်းမှာကျင်းပတဲ့ကြောက်မြက်ပြပွဲလေးပါခဲ့အတူလိုက်ကြည့်ကြအောင်ကိုမင်းကြောက်မြက်ပြပွဲရဲ့တကားကိုဖွင့်လိုက်တာနဲ့မီတီလုံးလေးတွေလိုလင်းထိန်တဲ့ကြောက်စိမ့်လေးတွေကိုသိရှိရပါတယ်ဘလင်းဘလင်းဖြစ်ပြီးတအားလာရပေါ့နော်ပမာငွေကျပ်သိန်းပေါင်း9,000ကျော်ဦးတည်ပွားလေးပါတအားကိုလာတဲ့စိမ့်ရဖြောင်းရခဲ့သားလေးပါလက်ကောက်ဖောက်ဆန်အနေထုတ်ထားတဲ့ပစ္စည်းလေးလည်းဖြစ်ပါတယ်ဒီဆွဲကြိုးလေးကတော့မြန်မာငွေကျပ်သိန်းပေါင်း16,000ကျော်ရှိပါတယ်ဒီဘော်ဒီလေးခဲသားအဖြူကြီးလက်ကောက်လေးကတော့မြန်မာငွေကျပ်သိန်းပေါင်း18,000ကျပါတယ်ဒီအဖြူကြီးလက်ကောက်လေးကနှစ်ဒီခါမှာတအားဟိုတယ်လက်ကောက်လေးပါဂျယ်လီသားလက်ကောက်နဲ့ဖောက်ဆန်ကလည်းတော်လေးကိုလာရေပေါ့နော် gemstone လေးနဲ့ကွတ်ထားတဲ့ accessory နကက်လေးကလည်းတော်တော်ချစ်စရာကောင်းတယ်။ခုလိုပဲကြီးကြီးဆွဲချိုးကုန်းလဲတအားဦးလာတယ်။ဒီပဲချွန်လက်ကောက်တစ်စုံကလည်းကြောက်သားလာတဲ့အဖြစ်အယောင်လေးလည်းတော်တော်ရှင်းနေနော်။ collection ကြောက်စိမ့်လက်ကောက်လေး။အိုလီရေခဲသားအောင်မှအရေးပါတဲ့လက်ကောက်မီးအောင်မှာပဲဖြစ်ဖြစ်တဘာဝအလင်းနဲ့မှပဲဖြစ်ဖြစ်တော်တော်လေးကိုလာတာဒီလိုချွချင်းကြောက်သားလေးလည်းတော်တော်လေးကိုလာရပေါ့နော်။စိမ့်တိပြနကတ်ဒီဇိုင်းလည်းတော်တော်လေးကိုလာရနော်။ဒီကြောက်စိမ့်ပတိလက်ပတ်လေးကတော့မြန်မာငွေ9,000ကျော်ပါ sunflower လိုဒီဇိုင်းလောက်ကတ်တီလေးစိမ့်တက်ကြတဲ့ချစ်မရီဘေးမဲ့သူရှိလိုက်ကြတော့ပါ